ရုတ်တရက်ဆိုသလိုပေါ်လာခဲ့တဲ့အော်တိုဒေါ့အဖွဲ့ဝင်ဂိုင်းသားနှစ်ယောက်ကရှင်းမြန်ခန့်ရဲ့လေဘင်းကိုဓာတ်နဲ့ထောက်ထားလိုက်ကြပါတယ်။ဒီနေ့ကမင်းသေးရမယ့်နေပဲရှင်းမြန်ခန့်။ဟာဘာဖြစ်ပြန်တာလဲဆိုပြီးယွန်းဂျူဟာကတော့ဝင်မေးလိုက်တယ်။အဲ့လူတွေကဘသူတွေလဲဟာငါတို့ကအော်တိုဒေါ့မဟာမိတ်ဂိုင်းကောင်တွေပဲ။ငါတို့ကမုံတိုင်းအဖွဲ့ခွဲကအားနာပဲမဲ့ဒီအပြစ်သားကိုငါတို့ပျောက်သွားတာ9နှစ်ရှိနေပြီပြီးတော့အခုမှသူ့ကိုငါတို့ပြန်ရှာတွေ့တာအခုကအပြုတ်မှုအကြောင်းပြောနေရမယ့်အချိန်မဟုတ်ဘူးအရင်ဆုံးကိုမိတ်ဆက်ကြစို့လေငါတို့ကဟာနန်းကငကားပြန်ခိုင်းတာပဲပြီးတော့အခုမင်းကင်ထားတဲ့လူကသူကအပြစ်သားရှင်းမြန်ကမဟုတ်ဘူးသူကရှင်းထုံဆိုတဲ့လူကြီးပဲငါတို့ခိုင်းကလက်တူလက်တောင်းတွေခိုင်းဖို့အတွက်သူကငါတို့ကိုကူညီပေးတာဘာလူကြီးရှင်းထုံဟုတ်တယ်မလားဟုတ်ပါတယ်ဗျကျွန်တော်ကဂိုင်းကောင်းဆောင်ပြောသလိုပဲရှင်းထုံပါငကားပြန်ဂိုင်းကလားအရင်ကကျုပ်တို့တစ်ခါမှမကြဘူးပါဘူးဒါပေမဲ့အော်တိုဒေါ့ကိုခံပညာစွမ်းအင်တွေကိုတော့ခံစားမိတယ်သူတို့ထဲကကြံတဲ့လူတွေစီကနေဒါပေမဲ့ဒီလူတော့မပါဘူးချီကိုရှင်းထုံပါလားဒီလူကြီးကဟီနန်းရဲ့အကြီးဆုံးအပြစ်သား3ဦးထဲကတဦးဆိုတာသိကြတယ်ကွာသူ့အထောက်ထားကိုလှုပ်ဝက်ပြီးအော်တိုတော့ဂိုင်းထဲကိုဘာလို့ဝင်ရောက်ခဲ့လဲဆိုတာငါမသိပဲမဲ့ငါလီမွန်ဆန်းကဒီစာလောင်နေတဲ့မွေပါမျက်နှာနဲ့သူကိုတော့ချက်ချင်းသိနိုင်တယ်ကွာရှင်းမြန်ခန်းတယောက်သူ့ကိုမွေပါမျက်နှာနဲ့လူလို့ပြောခံလိုက်ရတာမို့အနှဲငယ်တော့တင်းသွားခဲ့တယ်ဒါနဲ့ငကားပြန်ခိုင်းကလို့ပြောလိုက်တာလားသူကမင်းတို့ကိုဘလို့လှည့်စားခဲ့လဲဆိုတာတော့ငါမသိပဲမဲ့ဒီလူကြီးရှင်းထုံကငကားပြန်ခိုင်းကမဟုတ်ဘူးသူကဂူမီမြောက်ပိုင်းကအပြစ်သားလို့လူတီများတဲ့ရှင်းမြန်ခံပဲအဲ့ဒီအချိန်မှာပဲအော်တိုတော့မဟာမိတ်ဂိုင်းသားတွေရှင်းမြန်ခန့်ရဲ့လေဘင်းပေါ်မှာတင်ထားတဲ့ဓာတ်ချက်ကအနှဲငယ်လေဘင်းကိုထိခိုက်မှုဖြစ်သွားခဲ့ပါတယ်အဲ့ဒါကြောင့်ရှင်းမြန်ခန့်ရဲ့လေဘင်းကနေသွေးလေးမဆိုးစလောက်စီးကြလို့လာခဲ့ပါတယ်ယွန်းဂျူဟာတယောက်စိတ်ထဲတော့အနှဲငယ်တင်းစားပြူလာခဲ့ပြီမွေပါတယ်လားသူကတယောက်ယောက်နဲ့တူတယ်ဆိုရင်ဒီမှာအထင်လွဲเสียရှိနေပြီနဲ့တူတယ်ဗျကျုပ်တို့ခိုင်းမှာတောက်တူမဲရလှုပ်တဲ့သူကဘလို့အပြစ်သားဖြစ်နိုင်မှာလဲသူကအဝတ်စုပ်တွေတပြက်စီးတွေပဲသုံးတတ်တာဟုတ်တယ်သူကခွေးကိုအစာကျွေးတဲ့နေရာမှာလဲတော်တယ်သူကတောက်တူမဲရတွေလှုပ်ရင်းကပထိတ်ဆုံးတွေကအလုံချမ်းသမားတယောက်ဖြစ်လာမှာရှင်းမြန်ကန်တယောက်အဖွဲ့သားတွေရဲ့သူ့ကိုပေါက်တက်ကရပြောတာတွေကိုတင်းနေတော်ညာလေဒီကလေးကချေလေးတွေကတော့ဟုတ်ပါတယ်ခိုင်းကောင်းဆောင်ပြောတာမှန်တယ်ခွေးတို့အစာလုပ်ပေးစီနေတာလားဗျရှင်းမြန်ကန်ကရုတ်တရက်သူ့လေဘဲမှာထောက်ထားတဲ့ဓားတွေကိုဖယ်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲလက်ကောက်ဝက်မှာရှိနေခဲ့တဲ့ဒဏ်ရာဒဏ်ချက်အနာဟောင်းတစ်ခုကမဟာမိတ်ခိုင်းသားတွေကိုမြင်သွားစေခဲ့ပါတယ်အဲ့ဒဏ်ရာကအဲ့လက်ကဒဏ်ရာကဒါကလွန်ခဲ့တဲ့9နှစ်ကငါသားကြောင့်ရခဲ့တဲ့ဒဏ်ရာပဲအဲ့ဒါကိုလိန်ကျင်နေသေးတာလားကွာရှင်းမြန်ကန်တယောက်ဘလို့မှလိန်လို့ရတော့မဲ့ပုံမပေါ်ခဲ့ပါဘူးဟာကြီးပဲဟေးမင်းဝေးလေကြောင်ပဲလှုပ်ဖို့မစင်စားနဲ့မင်းတို့ကဒီအပြစ်သားကိုဖုံးပေးဖို့ကြိုးစားနေရင်မင်းတို့ကိုလည်းသူ့ရဲ့ကြံရပါတွေလို့ငါတတ်မှတ်ပြီးအော်တိုတော့မဟာမိတ်စစ်ဆေးမှုကိုတင်ပြရမယ်အပြစ်သားတဲ့ဘာတွေလာပြောနေတာလဲအော်တိုတော့မဟာမိတ်ပါမဲ့အကြောင်းသူတို့တွေပြောနေတာကြည်ရတာဒီမှာတခုခုဖြစ်နေပြီနဲ့တူတယ်ဟာငါတကယ်ကန်ဆိုးတာပဲဒီနေရာမှာအော်တိုတော့မဟာမိတ်တွေနဲ့တွေ့ရတယ်လို့ဒီအခြေအနေကိုဖြေရှင်းဖို့ကဂျိုဟာကိုငါတခုခုလောက်ခိုင်းမှရမယ်ဒါပေမဲ့သူကငါအတွက်နဲ့ဘုံ၅ဘုံရဲ့အင်အားတွေကိုအန်ရဖြစ်စေမဲ့အရာမျိုးတော့လုံးဝမဟုတ်တော့ဘူးဒါပေမဲ့မထင်မှတ်ထားတဲ့အချိန်မှာပဲတကယ်ပါပဲမင်းတို့ကောင်တွေကလေတအားများတာပဲငါတို့ပြောနေတယ်လေဒီလူကြီးကရှင်းထုံပါလို့ငါတို့ခိုင်းကတောက်တူမယ်ရဂျွန်းဂျူဟာရဲ့သူ့ဘောထားလိုက်တဲ့မြစ်တာကိုသိရှိလိုက်ရတာမို့ရှင်းမြန်ကန်တယောက်စိတ်ထဲကနေ
အတော်ကိုဝမ်းမြောက်ဝမ်းသာဖြစ်လို့သွားခဲ့ပါတယ်ကျိုးဟာမင်းတို့လူများတယ်ဆိုပြီးငါတို့တွေမတက်နိုင်ပေမဲ့မင်းတို့စက်ညင်းနေမယ်ဆိုရင်တန်တရားဖြစ်ရလိမ့်မယ်နော်အခုသူ့ကိုငါတို့ဖမ်းမယ်ငါတို့မှာလိန်စရာဘာကြောင့်မှမရှိဘူးကွာငါတို့ကိုတန်တရားဝင်းနေတာလားဆိုပြီးဂျိုဟာကဝင်ပြောလိုက်တယ်ဂျိုဟာရဲ့ရှင်းမြတ်ကန်ပေါ်ဝင်ရောက်ထောက်ခံမှုကြောင့်ကြံတဲ့အဖွဲ့သားတွေလည်းအားတက်လို့သွားခဲ့ပြီးဂျိုဟာသူတို့ကအော်သူတော့ကနော်မင်းတို့အထင်လွဲနေကြတာလို့အခါခါပြောနေတာတောင်မင်းတို့ကငါတို့ကိုတန်တရားဖြစ်နေတော့လားငါတို့အဖွဲ့အစည်းနှစ်ခုလုံးပေါင်းစည်းလို့မရတော့ဘူးမလားမင်းတို့ကောင်တွေကဆိုပြီးယွန်းဂျိုဟာကသူ့ရဲ့အစွမ်းတတိပါဝါနဲ့အတွင်းအရှိန်ဝါကိုထုတ်ပြလိုက်ရင်သူ့ရဲ့ဓာတ်နဲ့တစ်ဖက်အော်တိုရောမဟာမိတ်ဂိုင်းသားတယောက်စီမှာချိန်ရွယ်ထားလိုက်ပါတယ်ဒါကအရှိန်ဝါတက်ဖြတ်ခြင်းပဲအော်တိုရောဂိုင်းသားကြောက်လန့်ပြီးသူ့ရဲ့လက်ထဲကကင်ထားတဲ့ဓာတ်ပါအောက်ကိုပြုတ်ကျလို့သွားခဲ့တယ်ဒါကကပ္ပရဲ့အတန်မာဆုံးကိုခံပညာရှင်10ယောက်ထဲမှာပဲရှိရမှာလေသူကဒီလိုအစင်းမြင့်နီးကိုသုံးနိုင်လိုက်တယ်ပေါ့ဘလို့လုပ်ပြီးဒီလိုကောင်လေးတယောက်ကဒါကိုသုံးနိုင်တာလေငါတို့ပြောတာကိုမင်းတို့မယုံသေးဘူးလားစိတ်ကြီးဝင်းနေတဲ့ကောင်တွေသူ့ရှေ့မှာဒီလိုထောင်လွှတ်ပြီးပြောရတယ်ပေါ့မဟုတ်ပါဘူးယုံပါတယ်ယုံတာပေါ့ဘယ်လိုဒီလူကြီးကရှင်းမြန်ကန်းနဲ့မတူပါဘူးဒါမိုးခံထားရတဲ့ငနေသားကတော့ကြောက်လန့်တကြားနဲ့ရှင်းမြန်ကန်းမဟုတ်ကြောင်းတွေစပြောလာပါပြီငါတို့တွေကခရီးဝေးကလာရလို့ပင်ပန်းပြီးအမားဖြစ်သွားတယ်ထင်တယ်ငါတို့တွေကအတူတူပဲမဟုတ်လားဒီလိုအန်ရည်များတဲ့ကဘာကြီးမှာတခြားသူတွေပေါ်ယုံကြည်မှုတွေထားပြီးငါတို့တွေနေတဲ့နဲ့မလားဆိုပြီးတက်ကိုယွန်းကဝင်ရောက်ပြောပေးလိုက်သလိုလူကြီးပန်ဒီကိုမြန်လာပါဦးကောင်းသားပဲကျွန်တော်အခုသွားလိုက်တော့မယ်နော်ခေါင်းဆောင်ရုပ်တရက်ကြီးဘာတွေပြောနေရလဲသူ့လက်ကဒဏ်ရာကိုခေါင်းဆောင်လည်းမြင်တယ်မလားခေါင်းဆောင်ဖြစ်သူကရုတ်တရက်တွေဝေသွားခဲ့ရင်နှစ်ဖူးကနေလဲချွေသည်ချွေပေါက်တွေပါကြလို့လာခဲ့ပါတယ်ငါတို့ခေါင်းဆောင်ကထင်တဲ့အတိုင်းပဲငါတို့ရန်သူတွေကိုစိတ်ရှုပ်ထွေးအောင်လုပ်ပြီးအားလုံးကိုတတ်ဖို့သူကငါ့ကိုအချက်ပေးနေတာပဲသူပြောချင်တာကိုငါအမြန်သဘောပေါက်ပြီးရင်သူတို့ကိုချပါစပ်ပိတ်ထားစမ်းငါတို့သွားမယ်ဟမ်ပြဿနာပေးမိလို့တောင်းပန်ပါတယ်ဗျာဟုဆိုလိုက်ရင်အော်တိုတော့အဖွဲ့သား2ယောက်ထဲကခေါင်းဆောင်ဟုယူဆရသူတယောက်ကကြံတဲ့နောက်လိုက်ကိုလက်ကိုဆွဲပြီးတရှိန်တိုးတဲ့လစ်ပြေးသွားတော့တယ်ရုတ်တရက်ထွက်ပြေးသွားတဲ့အော်တိုတော့ဂိုင်းသား2ယောက်ကိုကြည့်ရင်ပုံးယွန်ချိုနဲ့တက်ကိုယွန်းတို့2ယောက်ပါကြောင်တောင်ဖြစ်နေခဲ့ပါတယ်ပြီးပြီလို့ထင်ခဲ့တာလန့်သွားတာပဲကွာအစင်ပြေလို့တော်သေးတာပေါ့ဒါပေမဲ့သူတို့ကဒီကိုဘလို့လို့ရောက်လာတာလဲဒီလိုကျေးလက်ရွာလေးတွေကိုအော်တိုတော့ကလူတွေပို့ခဲ့ပါတယ်ကွာဒီလိုနဲ့ဘုံ9ဘုံရဲ့သူရဲကောင်းတပ်ဖွဲ့ဝင်10ဦးနဲ့တွေ့ဆုံခဲ့တဲ့ဟဲဖင်းကိုသွားတဲ့လမ်းကအဲ့ဒီလူ2ယောက်ကထင်ထားတာထက်ပိုပြီးအကျိုးသက်ရောက်မှုရှိသွားခဲ့ပါတယ်အဲ့ဒီတွေ့ဆုံမှုကနေပဲလူတွေကစတင်ပြီးတတိထားမိလို့လာခဲ့ပါတယ်အဲ့ဒီအော်တိုတော့မဟာမိတ်မူရင်းအော်တိုတော့ဂိုင်းအတွင်မှာထိန်းထားခဲ့တဲ့အဖွဲ့အစည်းတွေကလှုပ်ရှားမှုတွေစတင်လို့လာခဲ့ပါပြီနန်းကွန်ယွန်းနဲ့နန်းကွန်ချွန်းတို့2ယောက်သားကိုနောက်မှာထားပြီးဒန်ချို့ရဲ့မိခင်ဖြစ်သူကတော့မဟုတ်ဘူးဘာလို့ဒီလိုဖြစ်ရတာလဲဆိုပြီးသူ့သားရဲ့အလောင်းကိုကိုင်ရင်ရှိုက်ကြီးတငင်ငိုကြွေးလို့နေခဲ့ပါတယ်စုပ်ပြတ်တက်နေတဲ့ကောင်းကင်ဘုံဓာတ်ခိုင်းကကောင်တွေငါတို့လူတွေတဲကတယောက်ကိုတက်ပြီးထွက်သွားလို့ရမယ်ထင်နေတာလားကွာဝမ်ယွမ်ဒန်ရဲ့ခေါင်းကိုအခုချက်ချင်းလွှဲပေးလိုက်စမ်းအထိပ္ပယ်မရှိတာဒန်ချိုကသူ့ဟာနဲ့သူတည်သွားခဲ့ရတာဝမ်ယွမ်ဒန်ရဲ့ခေါင်းကိုမေးပြီးမင်းကဟာတာတွေတောင်းဆိုရသေးတာပေါ့ဒီလိုနဲ့ဂိုင်းနှကိုင်းအချင်းပွားမှုစတင်လို့လာခဲ့ပါတယ်တဟုန်တို့ဂိုင်းနဲ့ကောင်းကင်ဘုံဓာတ်ကိုင်းသူတို့တရားဝင်ဂိုင်းနှကိုင်းရဲ့ပရိပခါက
စတင်လူဆက်ဆက်အခြေအနေကိုရောက်ရှိလို့လာခဲ့ပါတယ်။ဒီလိုနဲ့သူတို့ကြားကအခြေအနေကိုပြည်လည်ဖို့အတွက်အော်တိုဒေါ့မူရင်းမှာတာဝန်ရှိနေတဲ့အော်တိုဒေါ့မဟာမိတ်ကပါဝင်ခဲ့ရပါတယ်။ဝမ်ယွမ်ဒန်ကတော့ပြောခဲ့တယ်။နှစ်ဆင့်တိုက်ခိုက်မှုဖြစ်နေတော့ဖြစ်ခဲ့တဲ့လူတက်မှုကလူတက်မှုမဟုတ်ဘဲမတော်တဆမှုတဲ့။နောက်ဆုံးမှာတော့ဒီကိစ္စအတော်မတက်နိုင်ဖြစ်မှာကိုစိုးရိမ်နေရတဲ့အော်တိုဒေါ့ကကောင်းကင်ဘုံဓာတ်ကိုင်းကိုတဟုန်တို့ကိုင်းထန်တင့်တော်တဲ့အယော်ပေးမှုတစ်ခုခုပြုလုပ်ဖို့ပြောဆိုခဲ့ပါတယ်။ပြီးတော့အော်တိုဒေါ့လို့ခေါ်တဲ့တရားဝင်မဟာမိတ်ဂိုင်းတွေမှာအော်တိုဒေါ့မဟာမိတ်တွေရဲ့စကားကတန်မဏိဖုံးတဲ့ဥပဒေပါပဲ။ဒါကလက်ခံဖို့ခက်ခဲတဲ့ဆိုရင်တောင်မှသူတို့အနေနဲ့ရွေးချယ်စရာမရှိပါဘူး။ဒီဆုံးဖြတ်ချက်ကိုလိုက်နာဖို့ပဲရှိပါတော့တယ်။ဒီကိစ္စကိုညီကုန်းချုပ်ချင်းမှာအဓိကအရေးကြီးဆုံးကဏ္ဍမှာပါဝင်နေခဲ့တာကပန်းတယ်လီပတီလို့ခေါ်တဲ့နန်းကိုယွန်းမှာပဲ။ဘာလို့လဲဆိုတော့ဒီကိစ္စရဲ့အမှုမှန်ကိုဖော်ထုတ်ပေးခဲ့တဲ့သူကနန်းကိုယွန်းပဲဖြစ်ပါတယ်။တောင်ဖြက်စီးရေးဒါသမားဝမ်နီယန်တန်သူ့ကိုငါလူချင်းတွေ့နေရတာအခုတော့သိကြတယ်။သူကနတ်ဆိုးကိုင်းရဲ့မဲမောင်ပြီးစိတ်ပြက်စရာကောင်းတဲ့အင်အားတွေကိုတောင်မဖုံးထားနိုင်ဘူး။ဒီတော့သူတို့ကအော်တိုတော့ဂိုင်းထဲကိုစပိုင်ဖြစ်နေရောက်နေခဲ့တာလား။ချွန်းအေးဘာဖြစ်လို့လဲညီမလေး။ယွန်းမြန်ဂိုင်းကမကြခင်မူထဲမှာမျက်နှာပြလောက်တယ်ထင်တယ်။ဘာပြောလိုက်တာလဲ။တခုခုသိနေလို့လား။မင်းပြောတာအမှန်ဆိုရင်အခုပဲအော်တိုတော့မဟာမိတ်အဖွဲ့ဝင်တွေကိုပြောရင်မကောင်းဘူးလား။အခုသူတို့ကိုပြောရင်အထိတ်ပဲမဲ့သွားမှာပြီးရင်ဒီကအခြေအနေကိုပို့ပြီးတော့စိုးသွားစီမှာယွန်းမြန်ဂိုင်းကအော်တိုတော့ဂိုင်းကိုထိုးဖောက်မယ်ဆိုတာနဲ့ပတ်သက်ပြီးပို့ပြီးတိကျတဲ့သက်သေလိုသေးတယ်အဲ့ဒီတော့အရင်ဆုံးဟက်ဖန်ကိုပဲပြန်ကြစို့တခြားသူတွေထက်ယွန်းမြန်ဂိုင်းလို့ခေါ်တဲ့မိစ္ဆာဂိုင်းကိုကောင်းကောင်းသိတဲ့လူကငါအဖေပဲအကန့်အသတ်မဲ့ကောင်းကင်ဘုံနီးပညာ၅ခုမြောက်လာချမ်းပုံတရံရိုက်ချက်ဆိုပြီးနန်းကွန်းသခင်ကြီးကတော့သူ့ရဲ့တိုင်းပညာကိုလေ့ကျင့်လို့နေခဲ့ပါတယ်ညနေခင်းတောင်ဆွဲမှာနေကွဲချိန်ရောက်တော့မယ်ဝါရှင်းထုံခုနကအော်တိုတော့လူတွေရဲ့တုံ့ပြန်မှုကိုကြည့်လိုက်စမ်းခမညာတော်တော်လေးစိတ်ရှုပ်ခဲ့တဲ့ပုံပဲဗျရှင်းထုံငါ့ကိုအဲ့လိုမျိုးဘယ်ချိန်ထိခေါ်နေအောင်မလဲအဲ့နာမည်ကိုငါတို့တော့ဆွဲနေပြီခမ ्या ကဟီနန်းကအပြစ်သား3ယောက်ထဲက1ယောက်ဆိုပြီးကြွားနေကြလေအဲ့ဒါကလိန်လို့တော့မရဘူးဆိုတာကထင်းနေတာပဲအော်တိုတော့ဂိုင်းကငါနောက်လိုက်နေလို့ငါကတိတ်တိတ်ဆိတ်ဆိတ်နေနေတာအတိတ်မှာငါကိုစိုက်ကြည့်ရတဲ့သူရှိရင်တောင်သိမယ်မှတ်ပါဒီလိုမိုက်တဲ့လူကတောင်ဓမြဖြစ်လာတဲ့ဆိုတော့အော်တိုတော့မဟာမိတ်တွေကပိုကြောက်ဖို့ကောင်းတယ်ထင်တယ်နော်ဟဲသူတို့ကကြောက်စရာမကောင်းဘူးလို့ပြောရင်လိန်ရကြမှာပေါ့ဒါပေမဲ့တောင်ပေါ်ဓမြဖြစ်ရတာငါနဲ့ပိုကြိုက်တယ်ထင်တာပဲငါကအသက်ကြီးပြီးတည်တဲ့အထိဘုံ၅ဘုံရဲ့ခံတက်စခန်းမှာပဲနေတော့မယ်လို့စီစဉ်ထားတယ်ဟဲဒီလူကြီးကအညံပွားမှုတိုင်းကိုနိုင်နေတာဟဲမင်းတို့ကငယ်ပါသေးတယ်ကွာငါတို့ခံတက်ကအစွမ်းမဲ့နေကြပဲပြီးတော့ကိုခံပညာကိုငါတို့ကသိတောင်မသိခဲ့ဘူးအဲ့ဒါကြောင့်နေထိုင်ဖို့ဆိုတာငါတို့အတွက်ခက်ခဲခဲ့တယ်ဒါပေမဲ့အခုတော့ငါတို့မှာကြည်ကောင်းတဲ့အဆောက်အဦတစ်ခုရခဲ့တယ်ပြီးတော့ယွန်းဂျိုဟာကလည်းတစ်တော်စိမ့်ရဲ့ပင်မကင်းလက်တက်မှုဖြစ်လာကြတဲ့ကတခြားခံတက်တွေထက်ငါတို့ကအားတာခဲ့တယ်ခွေတိုင်းမှာလဲသူ့နဲ့ရှိတယ်ဆိုတာအမှန်ပဲဟိငါတို့အတွက်ကြံတာအားလုံးကငါတို့ရဲ့နေစဉ်လုပ်ငန်းတွေမှာရှောက်ပြီးဘဝကိုအေးအေးဆေးဆေးနေဖို့ပဲမဟုတ်ဘူးကျွန်တော်ကဓမြအလုပ်တွေပို့ပြီးလုပ်ဖို့ဒီကြောက်ပြားကိုသုံးဆွဲဖို့တွေးနေတာဗျကဲအခုလေပေါ်တာရက်ပြီးညစခန်းချဖို့ပြင်ပြီးတော့ဟိမှောင်တော့မယ်ဆိုပြီးပုံးယွန်ချိုကဝင်ရောက်ပြောဆိုလိုက်မှာပဲအဖွဲ့သားတွေရဲ့စူညံနေတဲ့အတန်တွေရပ်တန့်သွားပါတော့တယ်ယွန်းဂျိုဟာရဲ့စိတ်ထဲမှာတော့တခုခုကို
တနှုံနဲ့တွေးနေတဲ့ပုံပါပဲဒီလိုနဲ့ညာဘက်စကန်းချတော့စကန်းချရနေရနဲ့မလန်းမကန်းမှာယွန်းကျော်ဟာတယောက်တည်းထိုင်နေခဲ့ပါတယ်ဟေးညီငယ်လေးတွေးစရာတွေအများကြီးရှိနေတဲ့ပုံပဲကွာဩခေါင်းဆောင်ကြံတဲ့လူတွေကရောသူတို့တွေကပင်ပန်းနေကြပြီနဲ့တူတယ်အားလုံးအိတ်ကုန်ကြပြီဗျဩအဲ့လိုကိုဟုတ်တယ်တောင်တွေအများကြီးတက်ခဲ့ရတာဆိုတော့အားလုံးကပင်ပန်းနေကြမှာပေါ့ဂျိုဟာတယောက်ตาယာနေတဲ့လာကြီးကိုကြည့်လိုက်ရင်ခေါင်းဆောင်ကျွန်တော်ကိုခေါင်းဆောင်ခေါ်လာခဲ့တော့ကပြောခဲ့တာကိုမှတ်မိလားဟမ်တောင်ငါးလုံးခန့်တက်ကိုဝင်တော့ကဟာကိုပြောနေတာလားကွာဟုတ်တယ်မင်းပိုင်တာကိုသူများယူသွားတာထက်သူများစီကဟာမင်းယူတာကပိုကောင်းနေပြီဆိုတာလေအဲ့တုန်းကပြောခဲ့တာအခုထိမှတ်မိတော့မယ်အဲ့တုန်းကကျွန်တော်ဘာမှမရှုံးကျင်ခဲ့ဘူးပြီးတော့ခေါင်းဆောင်တို့အားလုံးနဲ့ကျွန်တော်နေချင်ခဲ့တာအဲ့ဒါကြောင့်ဓာရီအတွက်တိုက်ခိုက်ပြီးရင်တိုက်ခိုက်ခဲ့တာပြီးတော့အခုကမတူတော့ဘူးလားကျွန်တော်ကမတိုက်ခိုက်ဖဲတခြားသူတွေရဲ့ပစ္စည်းတွေကိုယူနေတာဓမြအလုပ်ကိုပို့လို့ဖို့တစ်တော်စိမ့်ရဲ့ဒီတတ်ထုပြားကိုတောင်တုံးလိုက်ရသေးတယ်အဲ့ဒါကအင်အားရှိတဲ့သူကနိုင်လို့မင်းထက်ပြုတ်မှုတယ်လို့ပဲလက်ရှိကျွန်တော်အရန်မုန်းခဲ့တဲ့လူတွေနဲ့ဘာမှမကွာတော့တယ်လို့ပဲဗျယွန်းဂျိုဟာရဲ့ပြောစကားတွေကပုံယွန်ချိုကိုပါအတွေးပေါင်းစုံဝင်စေခဲ့ပါတယ်ဒီတော့ကျွန်တော်ကအတိမတ်ပြုရင်တောင်ဒီတစ်ခေါက်ကျွန်တော်ကိုဒီကနေလွတ်မြောက်အောင်ကူညီပေးခဲ့တဲ့သူတွေရှိတယ်ကျွန်တော်ကိုလမ်းမှန်လျှောက်နေရလားလို့မေးနေမိတာဗျအဲ့ဒီချိန်မှာပဲဝါယွန်းအိမ်တော်မှာတော့အမြင်ထက်တဲ့ဘက်မီဂျူးရဲ့ကျေးဇူးနဲ့အယောင်းဝယ်လုပ်ငန်းတွေများစွာကယင်းနှိမ့်မြုပ်နှံမှုတွေရခဲ့ပါတယ်ဘက်မီဂျူးရဲ့ဥဆောင်မှုပြီးတော့ယွန်းမှုပဲကိုယ်တိုင်ဦးစီးဥဆောင်လုပ်မှုကိုခံပညာမိသားစုကိုစတင်တည်ထောင်ခဲ့တယ်ပြီးတော့အယောင်းဝယ်တွေကနေရတဲ့ဝင်ငွေနဲ့ဝါယွန်းအိမ်တော်ကအင်အားတွေကြီးထွားလာခဲ့ပါတယ်အခုတော့ကဘာကိုဝါယွန်းအိမ်တော်ရဲ့နာမည်ကိုဖြန့်ဖို့ဒါအတွက်အနစ်နာခံပေးမဲ့တစ်တော်စိမ့်ခံတပ်တစ်ခုကိုသူတို့လိုအပ်ခဲ့တယ်သူတို့အမြင်ကျခဲ့တဲ့ဒီနေရာကတောင်ငါးလုံးခံတပ်ကလွဲရင်ဘာရှိအောင်ပါလဲခေါင်းဆောင်ယွန်းဟီနန်းကတစ်တော်စိမ့်ခံတပ်တစ်ခုဖြစ်တဲ့တောင်ငါးလုံးရဲ့ဘုံငါးဘုံခံတပ်မှာဓာရီကျွမ်းတဲ့ဓမြတယောက်ရှိတယ်တဲ့အဲ့ဒီနေရာတဝိုက်ကိုတွားကြည့်လိုက်ရမလားတောင်ငါးလုံးခံတပ်ဓာရီကျွမ်းတဲ့ဓမြတယောက်ဓမြတာလောက်ကဘလောက်ကျွမ်းမှာမလို့လဲကွာဆိုလိုတာကအေးအဲ့ဓမြတွေကိုကြည့်ကြတာပေါ့အဲ့လိုစိတ်ကြီးဝင်နေတဲ့တစ်တော်စိမ့်ကောင်တွေကိုဝါယွန်အိမ်ယာရဲ့အင်အားကိုပြရမယ်အချိန်ပဲအဲ့လိုဆိုလိုက်တဲ့သူကတော့ဝါယွန်အိမ်ယာရဲ့ယွန်းမှုတုံပဲဖြစ်ပါတယ်ဟာလာကြလေဗျမြန်လေးလာကြပါဒီနေရာကဝူဖမ်းပဲကြိုးဆိုပါတယ်ဗျဒီလူတွေကအလုတ်ကိစ္စသွားတဲ့လမ်းမှာဘေးကင်းပါစေဗျပြီးရင်လိုအပ်ရင်ကူညီဖို့လမ်းတရားဖြတ်တန်းကလေးပေးရအောင်ပါဟဲမြင်တဲ့အတိုင်းပဲဟမ်ဘာပြောတာလဲမကြားရဘူးဒီလောက်အတန်သေးသေးလေးနဲ့အယောင်စရီလှုပ်ချင်သေးတာလားတကယ်ပါပဲဝူဖန်းကတော်ပုံဓမြတွေကအခုတလောပြဿနာရှားနေတာတွေကိုငါကြားမိပေမဲ့ဒီလောက်ထိအကြောက်တရားမဲ့မယ်လို့တော့မထင်ထားဘူးကွာကြည့်ရတာကုံတဲ့အဖွဲ့မလို့ကိုရန်တော်တွေနဲ့ခရီးသွားနေတဲ့ပုံပဲမင်းတို့ရဲ့အဲ့ဒီကိုရန်တော်တွေကချက်ချင်းအလစ်တုပ်ပြေးနိုင်တယ်ငါတို့ကောင်းကောင်းပြောနေတော့ဖြတ်တန်းကပေးပြီးသွားလိုက်တော့အဲ့ဒီအချိန်ဝါယွန်အိမ်တော်မှာတော့အမေဘာပြောတာလဲအခုမျိုးနွယ်စုလူသစ်တွေကိုပို့လိုက်တယ်ဆိုကျွန်တော်နဲ့တောင်ဘာမှမတိုင်ပင်မဲနဲ့လေအဲ့ကလေးတွေကကိုရန်တော်အဖြစ်ပို့ရလောက်တဲ့အထိစွမ်းရည်မပြည့်သေးဘူးဗျဘာမှမသိပဲဝင်ပြောပြန်ပြီဒါဆိုသူတို့ဓာကြီးတွေကျွမ်းတဲ့အထိငါတို့ကစောင့်နေရမှာလားသူတို့ကနဂါဒေတာရဲ့အတောင်လက်စုံနေတဲ့အဖွဲ့ဝင်တွေပဲဟာကို
သူတို့တွေကိုငါတို့ကကျွေးခဲ့မွေးခဲ့တာတွေအများကြီးပဲအဲ့အတွက်ပြန်လုပ်ပေးရမှာပဲလေဒါပေမဲ့အမေစဉ်းစားကြည့်ထားလိုက်တော့ဆုံးဖြတ်ပြီးနေပြီကိုထပ်မပြောနဲ့ဒီလိုဖြစ်မယ်ဆိုတာသိနေတယ်မင်းရဲ့ဝမ်းခွဲညီကိုဖြစ်တဲ့မူတို့ကိုလည်းအဆောင်အနေနဲ့ထည့်လိုက်တယ်သူကမင်းနဲ့ရှင်လို့တော့မရပါမဲ့သူတို့ဘေးမှာမူတို့လိုစွမ်းရည်ရှိတဲ့သူနဲ့ဆိုရင်ဘာပြဿနာမှမရှိတော့ပါဘူးအမေအဲ့လိုဆိုရင်တော့စွမ်းရည်မရှိသေးတဲ့လူတွေကိုလွတ်လိုက်တယ်လို့စကားတွေသာထွက်လာရင်တော့ကျွန်တော်တို့ရဲ့မျိုးနယ်ဝင်တွေကိုစွန့်စားခိုင်းနေတယ်ဆိုပြီးကောလာဟာလာတွေထွက်လာတော့မှာဗျပြီးတော့ကျွန်တော်တို့ရဲ့ရန်သူတွေကတော်ပုံတမျှတွေဒါကအကြောင်းပြချက်ကောင်းသွားမယ်လို့မထင်ဘူးလားမူရင်းရဲ့အမိတ်တွေကိုစီမံတဲ့အခွင့်အာဏာရောသူတို့ကိုပေးမှာလားဟမ်ဘာအကြောင်းပြချက်လဲသူတို့ဘလောက်ပဲအင်အားကြီးကြီးအစစ်နဲ့တောင်တမျှတွေထတ်တော့မလျော့တော့ပါဘူးဒေါ်စိန်တက်ဖွဲ့ကသူတို့နောက်မှာကောင်းငင်ဘုံနတ်ဆိုးဘရင်ရဲ့နာမည်ရှိနေတော့သူတို့ကိုသူတို့အထင်ကြီးနေကြတာပါတကယ်တော့တော်ပုံတမျှအဖွဲ့ရဲ့အင်အားချဲ့ကားနေတာကလည်းကောင်းတာပါပဲငါတို့ကြမ်းရမယ်ဟုတ်တယ်ဒါပေမဲ့ဒါကသူတို့နဲ့ဖြည့်ရှင်းဖို့ငါတို့အတွက်အခွင့်ကောင်းလို့မထင်ဘူးလားဒါကိုငါတို့တွေအောင်မြင်သာအဆုံးသတ်နိုင်ရင်ဂိုင်းခုနှစ်ခုနဲ့ကြောင်းနှစ်ကြောင်းကိုအေးဆေးပဲဝင်လို့ရမှာပြီးတော့ Dragon Data ရဲ့နာမည်ကိုလည်းတစ်ကမ္ဘာလုံးကိုဖြန့်နိုင်မယ်လွန်ခဲ့တဲ့နှစ်20လောက်တုန်းကလိုမျိုးပေါ့တောင်ပေါ်ဓမြတွေကိုနိုင်တဲ့မျိုးနွယ်စုအဖြစ်နဲ့လေတစ်ဖက်မှာကလည်းဘုံငါးဘုံရဲ့တောင်ငါးလုံးခန္ဓာစခန်းအနီးနားမှာတော့ဝါယွန်အိမ်တော်ရဲ့ကုံတဲ့အဖွဲ့ခေါင်းဆောင်ကဝါယွန်အိမ်တော်ရဲ့ညီကိုဝမ်းခွဲဖြစ်သူမှုတို့ကိုကတ်တိုးလေးတစ်စုံတစ်ခုကတ်ပြောလိုက်ပါတယ်ဒီကောင်တွေဘာတွေပြောနေတာလဲအားနာပါလေအကြာကြီးစောင့်လိုက်ရလားဒါပေမဲ့ဘယ်လိုလုပ်ကြမလဲလမ်းမှာပြဿနာလေးတွေရှိနေလို့ဒါကြောင့်တဝက်လောက်ပဲပြီးနိုင်မှာဟမ်ဒီခွေးမာသားတွေကတော့ဒါပေမဲ့လေဓာရီအပေါ်မှာငါအမြင်ကတော့မတူဘူးတဝက်မဟုတ်ဖဲတပြားမှကိုမပေးချင်တာကွာမင်းတို့က Dragon Data ကခွေးကောင်တွေမလားအခုတလောတောင်ပေါ်ဓမြတွေနဲ့အလဲကျတိုက်ဖို့ရွေးနေတယ်သူအလဲကျဆိုတာဘာလဲတော့ငါမသိဘူးဒါပေမဲ့ Dragon Data ကဆိုတာကတော့အဟုတ်ပဲဝူဖန်ရဲ့သူ့ရဲကောင်း10ယောက်ဒီမှာမဟုတ်တာအမှန်ပဲဆိုတာကိုသိနေတော့ဒီယူတွေကငါတို့နဲ့တိုက်ရဲသေးတယ်ပေါ့တိုက်ရဲတယ်ဆိုတာဘာအိပ်ပဲလဲကွာကုံတဲ့အုပ်စုတွေစီကငွေညစ်နေတဲ့ကြွက်လေးတွေကိုငါတို့ကဘာကိစ္စကြောက်နေရမှာလဲမင်းတို့လုတ်တက်တာဆိုလို့ဟောင်ယုံမဲ့မလားစောက်ကောင်တွေရလှုပ်ဆန်းဟဆိုပြီးတိုက်ခိုက်ဖို့အတွက်စတင်လိုက်တယ်ဆိုရင်ပဲတစ်ဖက်ကဝါယွန်အိမ်တော်ကအဆောင်တွေကလည်းလက်နက်ကင်ရင်အသင့်အနေထားပြင်လိုက်ကြပါတယ်မူတို့ကတော့လက်ကပြလိုက်ရင်ဒီအတုံးမကျတဲ့လူတွေလောက်နဲ့စိတ်ပူမနေပါနဲ့သွားဖို့သာသွားပြင်လိုက်ကြငါရှင်းမယ်ကွာဆိုတဲ့အနေထားနဲ့စတင်တိုက်ခိုက်ပါတော့တယ်မူတို့ကိုယ်တိုင်ကလည်းဝါယွန်အိမ်တော်ရဲ့ဝမ်းခွဲညီကိုမိသားစုဖြစ်တာမို့နဝမမြောက်မိုးကောင်းခင်တိုင်းပညာရဲ့ပထမအဆင့်တိုင်းပညာကိုအသုံးပြုကာဘုံငါးဘုံရဲ့ဓမြအဖွဲ့ကိုစတင်တိုက်ခိုက်ပါတယ်ဒီလိုနဲ့ယွန်ဂျိုဟာတို့သူ့ရဲကောင်း10ယောက်မရှိတဲ့ကြံတဲ့ဘုံငါးဘုံတက်စကန်ကဓမြငယ်လေးတွေဟာမူတို့ရဲ့ဓာချက်အောက်မှာရှုံးနေခဲ့ကြရပါတယ်ဒီတော့အခုငါတို့သွားလို့ရပြီမလားကွာဘူဖန်ကြွက်တွေကို့အဆင့်ကိုမသိဘူးဒီတစ်ခါတော့မင်းတို့ကြွက်စုပ်တွေကိုလွတ်ပေးလိုက်မယ်နောက်တစ်ခါဆိုရင်တော့မင်းတို့ဓမြအဖွဲ့မရှိတော့ဘူးဆိုတာမှတ်ထားစမ်းပါအစကတည်းကဒီလိုဖြစ်နေရမှာကိုဒါကငါတို့ရှုံးတဲ့အခြေအနေဆိုပေမဲ့သူတို့လိုလူတွေကအမြဲသူတို့စွမ်းရင်ကိုတုံးတယ်ပြီးတော့ဝူဖန်တွေကအခုတလောနာမည်ရနေတာဆိုတော့ဒါပေမဲ့လေအားလုံးကကောလာဟာလာတွေနဲ့တူပါတယ်အခုကြည့်ရသလောက်ဒီဓမြတွေကဘာမှမဟုတ်တော့ဘူးမလားဒီလိုကိုယ့်ရုပ်ကာယကောင်တွေနာမည်ကြီးနေတာလားဒါကြောင့်ပြောကြတာကိုဘာမှမရှိတဲ့အိုးတွေကပိုးဆူတယ်လို့ဒီတစ်ခုကနေတင်ယူပြီး10ခုလောက်ကိုနားလည်နိုင်ရမယ်ဒီဓမြလို့ခေါ်တဲ့အမိုက်ကောင်တွေရဲ့အဆင့်ကဘယ်လိုလဲဆိုတာအခုမြင်နေရတယ်လေဖေအောင်
တော်လောက်ပြီအခုတော့မင်းတို့ဒီလောက်နဲ့ဖြတ်လိုက်တော့ငါတို့အကိုကြီးတွေပြန်လာရင်တော့မင်းတို့ဘာမှမရတော့ဘူးမှတ်အဲ့ဒီတော့မှတွေးကြတာပေါ့မကောင်းဆိုးဝါးကောင်းတွေရဟာဘသူ့ကိုမကောင်းဆိုးဝါးလို့လားခေါ်နေတာလဲငါကအေးအေးဆေးဆေးသွားမလို့ပဲကိုဒါပဲမဲ့မင်းတို့တွေကတအားစိတ်ရှုပ်ဖို့ကောင်းတာပဲအေးပါဆက်ဟောင်းနေလိုက်ဦးငါ့ကိုတတိထားနေဖို့ပြောနေတဲ့ကောင်စုပ်တွေထဲမှာတယောက်ကိုမှငါပြန်မမြင်ရဘူးတယောက်တော့ငါ့ကိုလက်စားလာမချေကြဘူးကွာတစ်ဖက်မှာကလည်းဘုံငါးဘုံတက်စကန်စီကိုပြန်လာနေတဲ့ယွန်းကြွားတို့အဖွဲ့တွေလမ်းခုလန်မှာမိုးမိနေပါတယ်ဟာရုတ်တရက်ကြီးမိုးရွာလာပါလားတော်တော့ဟိုးနာမှာဗိမ္မာန်တစ်ခုတည်းဝင်ခိုရအောင်ကဲမိုးတွေတဲနေပြီဗိမ္မာန်နဲ့မြန်မြန်လာကြဟေးဟာဘူဖန်တောင်ကိုရောက်ဖို့လမ်းခုလန်မှာပဲခရီးကနှောင့်နေတော့မယ်ဟေးဒီမှာဗိမ္မာန်ရှိနေသေးတော့တော်သေးတာပေါ့လဲဝစ်ဖို့အဝတ်ပူတောင်ပါမလာဘူးဗျစိုးကုန်ပြီဒီလိုဆိုမှတော့ဒီနေ့ဒီမှာအိပ်ပြီးမနှက်ဖြန်မနှက်စောစောမှခရီးဆက်ကြတာပေါ့ဟုတ်ကဲ့ဒါနဲ့ဒီနေရာကတမျိုးကြီးလို့မခံစားရဘူးလားတရေပေါ်လာတော့မလို့ပဲကျမတို့တော့ကြောက်တယ်ဆိုပြီးဟန်းချေရွန်းနဲ့ဟာဆိုဘေးကတော့ယခုရောက်ရှိနေတဲ့နေရာကိုကြည့်ရင်ကြောချမ်းနေကြပါတယ်ဟန်းချေရွန်းတို့ကိုကြည့်နေရင်ရှင်းမြန်ခန်းကတော့စတင်ကြက်ပါတော့တယ်ဘာတရေလဲမင်းတို့အသက်ကြီးလာရင်တရေထဲလူတွေကပိုကြောက်ဖို့ကောင်းတယ်ဆိုတာသိလိမ့်မယ်မိုးတွေဒီလောက်သဲနေရင်လူသေးတာတောင်ကြားမှာမဟုတ်ဘူးကွာဒီဖိုးကြီးကတော့ကြက်သီးတွေထနေတာကိုဘာတွေလာပြောနေတာလဲဆိုပြီးဟန်းချေယွန်းကတော့ကြောပြင်ကိုပြောတင်လိုက်ပါတယ်ငါပြောတာမှားလို့လားသွေးတွေကမိုးနဲ့ပသွားနိုင်တာမို့အခုကလူသက်ကောင်းတဲ့ယာတီဥရုပဲကိုနှစ်ယောက်သားစကားများနေတာကိုကြည်ရင်ယွန်းကြွားတယောက်နားကြီးလာပြီနဲ့တူပါတယ်ဟမ်ဒါကိုတအားခုံယူနေတာလားရှင်ဒီလိုနေခဲ့လို့လေအော်တိုတော့အဖွဲ့ကရှင့်ကိုသေလောက်အောင်ဖမ်းကျင်နေကြတာပေါ့ဒါနဲ့ဒီမိုးကငါတို့နေရာနဲ့အဆင်ပြေပါမလားအကိုကြီးကိစ္စကြီးတော့မဖြစ်တော့ဘူးမလားဗျမိုးတွေတဲထန်စွာရွာပြီးလျက်စီးလက်လိုက်တဲ့ဆိုရင်ပဲယွန်းကြွားတို့လက်တလောယာယီစကန်းချရာနေရာကိုအဝေးတနေရာကနေဝေယုံနဲ့တွေဝေရင်အိတ်အကြီးတွေကိုထမ်းလာခဲ့တဲ့လူတစုရောက်ရှိလို့လာခဲ့ပါတယ်ယွန်းကြွားကမြင်လိုက်ရတာမို့ရှ်အားလုံးပဲတိုးတိုးနေလူတချို့ဒီကိုလာနေတယ်ဗျအဲ့ဒါနဲ့ယွန်းကြွားတို့အဖွဲ့သားညီကိုတွေလည်းဓားတွေကိုစီနဲ့အသင့်အနေထားပြင်လိုက်ကြတယ်ဝစ်စုံနဲ့ကိုစီဝေးရင်အိတ်ကြီးတွေကိုထမ်းလာတဲ့လူတွေကတော့ယွန်းကြွားတို့တဲခိုရအဆောင်ထဲကိုရောက်ရှိလို့လာခဲ့ပါတယ်အဆောင်ထဲမှာယွန်းကြွားတို့ကိုမြင်လိုက်တဲ့ဆိုရင်ပဲအဲ့ဒါကဘာလဲခုနံကဒီအိတ်ကလှုပ်သွားတယ်မလားယွန်းကြွားကတော့တစ်ဖက်ကမျက်နှာဖုံးစွတ်ထားတဲ့လူတွေသူတို့ကြောပေါ်မှာပါလာတဲ့အိတ်ကြီးတွေကလှုပ်ခတ်သွားတာကိုမြင်လိုက်ရပါတယ်ခိတ္တခနာမိုးခိုရအဆောက်အုံအတွင်းမှာတော့ဝိယုံနဲ့ဝစ်စင်ထားတဲ့အဖွဲ့သားတွေနဲ့ယွန်းကြွားတို့အဖွဲ့မျက်နှာချင်းဆိုင်အနေထားရက်လို့နေခဲ့ကြပါတယ်ဝိယုံနဲ့မျက်နှာဖုံးဝစ်ထားတဲ့လူတစ်ယောက်ကမင်းတို့ကဘဲခါကောင်တွေလဲဟမ်ကျုပ်တို့ကမေးရမှာပါဗျကျုပ်တို့ကဒီမှာအရင်နားနေတာခမရတို့ကရုတ်တရက်ကြီးဝင်းလာပြီးဘာတွေလာပြောနေတာလဲဒီအိတ်တွေကိုကြည့်ရတာတော့ခမရတို့ကဖောက်ထွင်းဓမြတွေမှတ်လားမင်းတို့ကဘယ်လက်အောက်ကလည်းပြောစမ်းဆိုပြီးတက်ကိုယွန်းကမေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလျှက်စီးတစ်ချက်လက်သွားခဲ့ရင်လျှက်စီးရဲ့အလင်းရောင်အောက်မှာဝိယုံနဲ့ဝစ်စင်ထားတဲ့လူရဲ့ကြောပြင်မှာထမ်းပိုးထားတဲ့အိတ်ကလှုပ်သွားတာကိုမြင်လိုက်ရပါတယ်ဟမ်လှုပ်ရှားမှုဒါကဒီအေဘေးတွေကတော့မင်းတို့ကပြန်မင်းသမားတွေမှတ်လားဆိုပြီးတက်ကိုယွန်းကမေးလိုက်တယ်တက်ကိုယွန်းရဲ့မေးမြန်းချက်ကိုဝစ်စုံနဲ့ဝစ်ထားတဲ့လူတွေကဘာမှပြန်မပြောဘဲသူတို့ရဲ့ဓားတွေကိုကိုစီထုတ်ဖို့ပြင်လိုက်ပါတယ်တစ်ဖက်ကဝေယုံနဲ့ဝစ်စင်ထားတဲ့လူတွေဓားကိုစီထုတ်လိုက်တာကိုသတိထားမိသွားတဲ့ပုံယွန်ချိုတို့အဖွဲ့ကလည်းအသင့်အနေထားပြင်လိုက်တယ်ပုံယွန်ချိုတို့ရဲ့လှုပ်ရှားမှုတွေကိုကြည့်လိုက်ရင်သူတို့လှုပ်ရှားမှုတွေကတော်တော်ကိုစီးကျန်ကြီးတယ်သူတို့ကတာမန်ဓမြတွေမဟုတ်ဘူး
ပြီးတော့အဲဒီသပင်အနီနဲ့တယောက်ကသူ့အရှိန်ဝါကတော်ယုံဟုတ်မနေခဲ့ဘူးမင်းနာမည်ဘလို့ခေါ်လဲဆိုပြီးယွန်းရွာကိုကြည့်ကမေးလိုက်တယ်ဘာလို့လဲကွာငါနာမည်ကိုမေးပြီးဒီဗိမ္မာန်ထဲမှာကမီးထိုးပေးမလို့လားအဲ့ဒါတွေထားလိုက်စမ်းဒါကိုမြန်မြန်အပြီးတတ်မယ်လာခဲ့ကြစမ်းဆိုပြီးယွန်းရွာကစိန်ခေါ်လိုက်တော့တငယ်နာမစင်သေးတဲ့စောက်ကလေးကများတေရမှာမကြောက်ပဲရိုင်းဆိုင်နေတာလားဟုဆိုလိုက်ရင်ယွန်းကျူဝါတို့အဖွဲ့စီကိုကိုစီဓားကင်ရင်ပြေးလာခဲ့ကြပါတယ်ဒီလိုနဲ့ပဲဝေယုံနဲ့ဝစ်စင်ထားတဲ့လူတွေနဲ့ယွန်းကျူဝါတို့ရဲ့တိုက်ပွဲကတော့စတင်ခဲ့ပါပြီလက်ရှိအခြေအနေရတော့ယွန်းကျူဝါတို့အဖွဲ့ရဲ့တိုင်းပညာကမျက်နှာဖုံးနဲ့ဝစ်စင်ထားတဲ့လူတွေရဲ့တိုင်းပညာထက်အနည်းငယ်မြင့်မားနေခဲ့ပါသေးတယ်ရုတ်တရက်မျက်နှာဖုံးနဲ့ဝစ်စင်ထားတဲ့လူကယွန်းကြွာတို့အဖွဲ့သားတွေရဲ့ဓာချက်ကိုရှောင်တိန်နေတော့မှာပဲချီပဲကွာဒီလိုမကောင်းဆိုးဝါးတွေရှိမှမှန်းဘယ်သူကသိမှာလဲငါတို့ကမိုးခိုးဖို့ဗိမ္မာန်နဲ့ဝင်လာခဲ့တာကိုယွန်းကြွာတို့အဖွဲ့သားတွေရဲ့ဓာချက်ကိုခုခံကာကွယ်ဖို့ကြိုးစားနေတဲ့ဝေယုံနဲ့ဝစ်စင်ထားတဲ့သူစီကိုပုံးယွန်ချိုကအဝေးကနေဓာနဲ့ပိုင်းဖို့အတွက်ပြေးလာခဲ့ပါတယ်အနီးနားကိုရောက်တယ်ဆိုရင်ပဲပုံယွန်ချိုကသူ့ရဲ့ဓာတ်ကိုလွှဲလိုက်ပြီးဝေယုံနဲ့ဝစ်စင်ထားတဲ့သူကိုပင့်တင်ပိုင်းချလိုက်ပါတယ်။ပုံယွန်ချိုရဲ့ဓာတ်ချက်မိပြီးဝေယုံနဲ့ဝစ်စင်ထားတဲ့သူအဝေးကိုလွင့်ဆင်သွားခဲ့တယ်။ရှင်းမြန်ကန်းကတော့ဝင်ရောက်တိုက်ခိုက်ခြင်းမပြုသေးပဲအဆိုပါဝေယုံနဲ့ဝစ်စင်ထားတဲ့သူတွေရဲ့တိုင်းပညာအခြေအနေကိုအကဲဖြတ်သုံးသပ်နေတယ်။ဒီလူယုံမာတွေသူတို့တွေရဲ့အင်အားကလမ်းမှာတွေ့ခဲ့တဲ့ဝေယုံနဲ့ဝစ်စင်ထားခဲ့တဲ့ဟာတွေနဲ့တူးနေတယ်။အဲ့ဒီထူးဆန်းတဲ့ကိုခံပညာတွေသုံးတာလေ။သူတို့တွေကလည်းကိုခံပညာအားလုံးကိုထုတ်ပြခဲ့တာ။ဒါပေမဲ့ဒီထူးဆန်းပြီးမအပ်ဆက်တဲ့အင်အားကပြီးတော့ငါတခါမှမမြင်ဘူးခဲ့တဲ့ထူးဆန်းတဲ့ဓာယင်နည်းပညာ။ဒါတွေကဟိုလူယုံမာတွေနဲ့တေချာပေါက်အတူတူပဲ။ပုံးယွန်ချိုကတော့သူ့ရဲ့ဓာချက်အားပြော့သွားတာကိုကြိတ်မနိုင်ခဲမရဖြစ်နေရင်ငါအခုထိနေပြန်မကောင်းသေးလို့များလားဒီကောင်စုပ်တွေကိုငါသေချာမရှင်းနိုင်သေးဘူးဒါနဲ့အဲ့ဒီတော့ကဒီလူယုံမာတွေနဲ့ငါတို့ခက်ခဲတိုက်ခိုက်ခဲ့ရတာအခုတော့ငါတို့တွေအန်ရကြရောက်နေပြီလို့ပြောလို့ရတယ်တက်ကိုယွန်းကတော့ပုံယွန်ချိုးကိုကြည့်လိုက်ရင်အဲ့ဒါကြောင့်ဒဏ်ရာကတက်တာကစားမှုနားပါလို့ပြောတာပေါ့အကိုကြီးဟာဒီကောင်တွေဒီလောက်ချိန်တိုအတွင်းမှာဒီလောက်တောင်တိုးတက်လာတာလားရိုင်းဆိုင်တဲ့ကောင်တွေမင်းတို့တော့သိပြီပဲဒီလိုဆိုဒီကောင်စုပ်တွေကငါတို့ကိုမိတော့မလားငါရှင်းမြန်ကန်ဟဲ့နန်းစီရင်စုမှာသုံးနေကြဖြစ်တဲ့လှုပ်ဝက်ဓာတ်တိုင်းကိုငါအသုံးပြုရမယ်ရှင်းမြန်ကန်တယောက်အတွေးနဲ့ချဲ့နေတော့မှာပဲဓာတ်တလက်ကသူ့နာရောက်လာခဲ့ပါပြီဒီတက်ကြောကိုကြီးဘာတွေအတွေးနဲ့ချဲ့နေတာလဲခမရကိုအရင်ဆုံးငရဲပို့ပေးမယ်ဟုဆိုလိုက်ရင်ရှင်းမြန်ကန်ကိုတစ်ဖက်လူကဓာတ်နဲ့ပိုင်းချလိုက်ပါတယ်ရှင်းမြန်ကန်တယောက်အတွေးနဲ့ချဲ့နေတာမို့ရုတ်တရက်သတိမထားမိခဲ့ပဲငါသတိလက်လွတ်ဖြစ်သွားခဲ့တယ်ဟုဆိုလိုက်ရင်ရှင်းမြန်ကန်တယောက်ကတော့တစ်ဖက်ရန်သူရဲ့ဓာတ်ချက်မိသွားခဲ့ပါပြီလူအိုကြီးရှင်းမြန်ကန်တယောက်ဓာတ်တန်ရာတင့်သွားခဲ့တာမို့ကြံတဲ့အဖွဲ့သားတွေကစိတ်ပူသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲပြိုင်ပွဲတွေကိုဝင်ရောက်ဖို့ဖြစ်လာခဲ့တဲ့ခြေလမ်းတစ်စုံအားပါတဲ့ခြေလမ်းနဲ့မြေပြင်ကိုပေါက်ထည့်လိုက်တယ်ဆိုရင်ပဲပြင်းထန်လာတဲ့အတွင်အားပေါက်ကွဲမှုဖြစ်ပြီးရှင်းမြန်ကန်ကိုဓာတ်နဲ့ပိုင်းခဲ့တဲ့ဝိယုံနဲ့လူအနောက်ကိုလမ်းကျကလဲလို့သွားခဲ့ပါတယ်အဲ့ဒါကတော့တခြားသူမဟုတ်ဘူးယွန်းကြိုဟာပါပဲဒီကိုခံပညာကဒီကောင်ကဘာကောင်လဲမင်းတို့ကလူတွေကိုပြန်မင်းဆွဲတာမလုံလောက်သေးလို့ငါမိသားစုကိုပါလာထီရဲသေးတာလားကလေးကချေကောင်တွေမင်းတို့သေဖို့ပြင်ဆင်ထားကြစမ်းမိုးရွာတဲ့နေ့မှာပြန့်နေတဲ့ပြာမုံတွေဖြစ်အောင်မင်းတို့ကိုရိုက်ပေးမယ်ဟုဆိုကာယွန်းကြိုဟာတယောက်ပြင်းထန်လျင်မြန်လှတဲ့အရှိန်နဲ့သူ့ရဲ့ဓာတ်ကိုကန်လိုက်ရင်မျက်နှာဖုံးနဲ့ဝစ်စင်ထားတဲ့သူတွေစီကိုတဟုန်ထိုးပြေးဝင်လို့သွားခဲ့ပါတယ်ခမရတို့ပြင်ဆင်ထားကြပြီတော့မိုးရွာတဲ့နေ့မှာပြန့်နေတဲ့ဖုံမုံတွေဖြစ်အောင်
အရိုက်ခံရမယ်မှတ်ဟုဆိုလိုက်ရင်းယွန်းဂျိုဟာကဝိယုံနဲ့ဝစ်စင်ထားတဲ့ဂိုင်းသားတွေစီကိုတဟုန်တို့ပြေးထွက်သွားခဲ့တယ်။သူ့အပေါ်မှာမိသားစုဝင်တယောက်ဖြစ်သတ်မှတ်လိုက်တဲ့စကားဆိုလိုက်တာကြောင့်ရှင်းမြန်ကန်းကတော့အလွန်ပျော်ရွှင်သွားခဲ့ပါတယ်။မင်းကငါ့ကိုမင်းမိသားစုဝင်ဖြစ်သဘောထားတယ်ပေါ့။ယွန်းဂျိုဟာကတော့ဝိယုံနဲ့ဝစ်စင်ထားတဲ့လူတွေအကုန်လုံးကိုတယောက်ချင်းစီလိုက်လံတမလို့နေခဲ့ပါပြီ။ဝိယုံနဲ့ဝစ်စင်ထားတဲ့ဂိုင်းသားတွေရဲ့တိုင်းပညာကယွန်းဂျိုဟာအတွက်တော့ချွေးတစ်ပေါက်တောင်ထွက်เสียမလိုခဲ့ပါဘူး။ဝိယုံနဲ့ဝစ်စင်ထားတဲ့လူတွေအကုန်လုံးကအခြေမှန်ကိုသဘောပေါက်လိုက်ပြီးသူကလုံးဝကိုငါတို့အဆင့်နဲ့မကိုက်ဘူး။ဟာနောက်ဆုံးမှာငါခန္ဓာကိုအကျော်လျှော့ရမယ်လို့တွေးထားတာကိုကြည်ရတာအခြေအနေတွေအားလုံးကပြီးတော့မဲ့ပုံစံပဲကွာနှမျောစရာပဲကွာငါပြင်ဆင်ပြီးသားကိုကဲအခုငါတို့တက်ဆုပ်ရတော့မယ်ဟိအေးဒါပေမဲ့မကြခင်ပြန်တွေးကြတာပေါ့ကွာမင်းတို့စောင့်နေပြီတော့ဟုဆိုလိုက်ရင်ဝိယုံနဲ့ဝစ်စင်ထားတဲ့ဂိုင်းသားတွေအကုန်လုံးကထွက်ပြေးသွားကြပါတယ်ဟာဒီကောင်တွေဘာတွေပြောသွားတာလဲတေချာတောင်မကြားလိုက်ရဘူးဒါပေမဲ့သူတို့ရဲ့အပြေးစွမ်းရည်ကတော့ပထမတန်းပဲဟိဒီနေ့မှာဘာလို့လူတွေကိုပြန်မင်းဆွဲကြတာပါလိဒီနေ့လူတွေကတကယ်ပြဿနာခေါင်းတွေပဲဟိကဲဘသူတွေလဲကြည့်လိုက်ကြရအောင်သူတို့ကဘလို့လူမျိုးတွေကိုပြန်မင်းဆွဲတာလဲဟုဆိုလိုက်ရင်အထုပ်ကိုဖြီလိုက်တော့လူတယောက်ထွက်လာခဲ့တယ်အထုပ်ထဲကလူထွက်လာခဲ့တာမို့ပုံယွန်ချိုတို့လည်းအနှဲငယ်တော့ထိတ်လန့်သွားခဲ့ပါတယ်ပြန်မင်းဆွဲခံထားရတဲ့အထုပ်ထဲကထွက်လာတဲ့သူတွေကတော့တခြားမဟုတ်ပဲဖုံးတော်ကြီးတွေဖြစ်နေခဲ့ပါတယ်။အော်မီတော်ဖော်ဟာဒီဖုံးကြီးတွေကဘာတွေလဲဟာကျုပ်တို့ကိုကဲတင်ပေးတဲ့အတွက်တကားကြီးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ။အခုရပိုင်းဖုံးကြီးတွေပျောက်ဆုံးမှုကဆက်ဆက်နေတာအဲ့ဒါနဲ့ကျုပ်လဲသူတို့ကိုစိုးရင်ပြီးလိုက်ရှာတာသူတို့လိုမျိုးအဖမ်းခံရလိမ့်မယ်လို့တော့မထင်ထားမိဘူးပေါ့ကျုပ်တို့တွေတကားလေးတို့နဲ့တွေ့ရတာကဗုဒ္ဓရဲ့စေတနာတွေကြောင့်ပါ။အော်မီတော်ဖော်နေပါဦးဒီရောသူတို့တွေကဒီနှစ်ဦးကိုဘာလုပ်မှလဲခမရတို့ကအသက်ကြီးနေတဲ့ဖုန်ကြီးတွေပဲကိုကျုပ်တို့ကိုဘာလို့ပြန်မင်းဆွဲတာလဲဆိုတာတော့မသိတော့ပါဘူး။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ကဲတင်ပေးလို့တကားလေးတို့ကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့အခုပြေးသွားတဲ့လူတွေကသူတို့တွေကကျမတို့အရင်ကတိုက်ခိုက်ခဲ့မှုတဲ့လူတွေနဲ့တူတယ်လို့မထင်ဘူးလားဆိုပြီးဟန်းချေယွန်းကဝင်ရောက်ပြောဆိုလိုက်ပါတယ်။တူယုံနဲ့ဘယ်ကမလဲတဖွဲ့တည်းလို့ထင်တာပဲ။အရင်တွေ့ကြတဲ့ကအဲ့လိုထင်ကြတာအတိအကျမသိလို့သာဒါပေမဲ့သူတို့ကတကယ်မဟုတ်တာလုပ်နေတာတော့သိကြတယ်ကွာ။ဘာလဲမင်းတို့အရင်ကလည်းသူတို့အဖွဲ့နဲ့တွေ့ခဲ့ဘူးလေလား။ဒါသာအမှန်ဆိုဒီကိစ္စကမသေးဘူးနော်ကိုတော်တို့ဖြစ်ခဲ့တာတွေကအော်တိုတော့မဟာမိတ်ကိုတင်ပြရမယ်လာပြန်ပြီအော်တိုတော့ပြီးတော့ကျုပ်တို့ကိုကယ်ပေးခဲ့တာဆိုပြီးမင်းတို့ရဲ့နာမည်တွေကိုကြမ်းဟုတစ်ခုလုံးကိုပြောပြပေးပါမယ်အဆင်ပြေတယ်ဆိုရင်နာမည်လေးတွေပြောပြပေးပါလားမလိုပါဘူးဗျကျုပ်တို့ကထပ်တွေ့ချင်မှထပ်တွေ့မှလေကျုပ်တို့ဘဝတွေအတွက်ငြိမ်းချမ်းပါစေလို့ဆုတောင်းပေးုံနဲ့တော်ပါပြီဗျရှင်းမြန်ကန်းကတော့အော်တိုတော့ခိုင်းကသူ့ကိုထပ်မံဖမ်းမိသွားမှကြောက်တာမို့နာမည်မပြောပြချင်နေခဲ့ပါဘူးချိုးချံခြင်းအကျင့်ကိုကျင့်ကြံတဲ့သူတွေတောင်သူတို့ဘဝမှာခက်ခဲမှုတွေရှိသေးတာပဲမင်းတို့အားလုံးကဒီလိုဆိုတော့မင်းတို့အားလုံးကဖရာသားတော်ဖြစ်ဖို့နီးကပ်နေခဲ့ပါပြီအော်မီတော်ဖော်ကျုပ်တို့တွေဒီလိုခွဲခြားသိမြင်တဲ့လူတွေနဲ့ဆုံရတာကိုတွေးကြည့်ရင်ဒီလိုဆိုလေနောက်တစ်ခါဆုံမှနာမည်တွေပြောပြကြတာပေါ့လမ်းခရီးမှာဘေးကင်းပါစေလို့ကိုတော်တို့ဆုတောင်းပေးလိုက်ပါတယ်ရှင်းမြန်ကန်းတယောက်အဲ့ဒီတော့မှပဲတပ်ပြင်းချနိုင်တော့သလိုဖမ်းဆီးခံထားရတဲ့ဖုံးတော်ကြီးနှစ်ပါးလဲပြန်လဲထွက်ခွာလို့သွားခဲ့ပါပြီဟဲ့ဖင်းမှာဒီလိုကိစ္စလဲဖြစ်ခဲ့တာပဲမကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ခံစားနေရတယ်။ငါဒါကိုပြောတာကကျုပ်တို့ရဲ့ကောင်းကောင်းသိတဲ့မစ္စတာရှင်းမြန်ကန်းကမေးချင်တာကတော့ဘာတွေဖြစ်နိုင်မလဲဆိုတာသိလားလို့သိတာပေါ့ခေါင်းဆောင်ရတန်တရားဖြစ်เสียဆိုပေမဲ့ဒါပေမဲ့ဘာလဲခေါင်းဆောင်
ဒီအရာတွေကိုစိုးရိမ်ဖို့လူဆိုးဓမြတွေအတွက်ကောင်းတာတွေလုပ်မလားမင်းကြမ်းဟုကိစ္စမှာဝင်ပါရင်နောက်ပိုင်းနှစ်တွေမှာငါလိုပဲခက်ခဲမှာပဲငါတို့ခံတက်ကိုမြန်မြန်ပြန်ရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲစိတ်ပူပြီးငါတို့ဘဝနဲ့ပဲဆက်သွားကြရအောင်ပါသူပြောတာမမှားပါဘူးတောင်ဓမြတွေကတခြားလူတွေကိုစိတ်ပူးနေတယ်လို့ပဲငါတို့နေရာကိုပြန်ရောက်တာနဲ့ပိုလွယ်တဲ့ဘဝကိုငါတို့နေလို့ရပြီတစ်တော်စိန်အစီအဝေးသွားတဲ့ငါတို့ခီးမှာဂျိုဟာနဲ့လေ့ကျင့်ပြီးလိုက်တာကအရင်ကထက်တန်မာလာတယ်လို့ခံစားရနိုင်တယ်ဟုတ်တယ်အခုလေးတင်အထင်ကြီးလောက်တယ်ဟေးဟုတ်လားငါတော့ဒီထက်ပိုတန်မာတော့မယ်လို့ခံစားရတယ်မလားဒါပေမဲ့တအားကြီးအထင်ကြီးမနေနဲ့အောင်ဒီတစ်ခေါက်တော့သူတို့နဲ့လွယ်လွယ်ပြီးသွားခဲ့ပေမဲ့ဂျိုဟာသာမကူညီခဲ့ရင်ငါတို့ဘာဖြစ်နေမလဲဆိုတာမသိနိုင်ဘူးလေဒီတော့ဂျိုဟာမင်းငါတို့ကိုနည်းနည်းလောက်ထပ်တင်ပေးပါလားနဝမမြောက်မိုးကောင်းခင်တိုင်းပညာရဲ့ပထမပုံစံပြီးရင်လာတဲ့ပုံစံကိုဟုတ်တယ်အခုငါကိုငါလေ့ကျင့်ပြီးရင်ပိုတန်မာလာမယ်လို့မြင်တယ်ငါကိုခံပညာတွေထပ်တင်နေပြီကွာငါတို့ရောပဲဂျိုဟာကြီးကဲပါကြည်ရတာအားလုံးကဒီညမအိတ်ချင်ကြဘူးပေါ့ဂျိုဟာရဲ့စကားကြောင့်အားလုံးပဲချက်ချင်းသဘောပေါက်လိုက်ပြီးတိုင်းပညာသင်ယူဖို့အတွက်ဓာတ်ကိုစီထုတ်လိုက်ကြပါတယ်ယွန်းဂျိုဟာကတော့သူ့ရဲ့အဖွဲ့သားညီကိုမောင်နှမတွေအားလုံးကိုသူ့ရဲ့နဝမမြောက်မိုးကောင်းကင်တိုင်းပညာရဲ့ဒုတိယပုံစံကိုဆက်လက်သင်ကြားပြသပေးနေခဲ့ပါတယ်ရှင်းမြန်ခန်းကလွဲလို့ကြံအဖွဲ့သားတွေအားလုံးကအရင်တုန်းကတိုင်းပညာဘာမှမဟုတ်ပေမဲ့ယွန်းဂျိုဟာရဲ့လေ့ကျင့်ပေးမှုအပြီးမှာတော့အထိုက်အလျောက်တိုးတက်လာခဲ့ပါတယ်အခုလည်းထပ်မံလေ့ကျင့်ပြီးပြီဆိုတော့သူတို့ရဲ့တိုင်းပညာကအတိုင်းအတာတစ်ခုထိတော့ရောက်သွားမယ်နဲ့တူပါတယ်အကိုမင်းကအယီချင်းရှိပြီးသားကိုဘာလို့တအားကြိုးစားနေရတာလဲကွာအဲ့လိုမေးလိုက်တဲ့သူကတော့ယွန်းဆောင်ပဲဖြစ်ပါတယ်ဟာဆောင်ပဲပါလားလေ့ကျင့်နေဆိုတာကအဆုံးမရှိဘူးလေခန္ဓာကိုယ်ရောစိတ်ရောကစင်စက်မပြတ်တိုးတက်နေရမယ်ငါအတွင်းစမ်းအင်ကရော့ကျနေသေးတယ်ပြီးတော့ငါစွမ်းရည်တွေကဂိုင်းကိုကူရဲ့အကြီးအကဲတွေနဲ့ရှင်တိုက်ဖို့မလုံလောက်သေးဘူးကွာအမေဆန္ဒအတိုင်းငါတို့ဆက်လုံနေပြီးတစ်တော်စိမ့်နဲ့သွားရှုပ်ခဲ့ရင်ဒါဆိုငါတို့တွေအချိန်ကြလာမှာသူတို့နဲ့ရင်ဆိုင်ဖို့ပေါ့လှုပ်ဆန်းမှာသူတို့ကတန်မှန်တောင်တမြတတာပဲကိုဘာလို့အကိုကဒီလောက်စိတ်ပူနေတာတော့တစ်တော်စိမ့်ကိုငါတို့တွေရှော့မတွက်သင့်ဘူးကွာသူတို့ကအော်တိုဒေါမူရင်းနဲ့တူတယ်ဆိုပြီးလူတွေပြောနေကြတာကအကြောင်းရင်းရှိရဲ့ကွာအဲ့ဒါကြောင့်မင်းရဲ့ဓာတ်ကိုတွားယူလာခဲ့ပြီးဒီကိုပြန်လာခဲ့ဟမ်အစကတည်းကဓာတ်ကိုပြောချင်နေတာမလားအကိုရာဒီအတိုင်းကျွန်တော်အိတ်လို့မရဘူးလားဗျထက်လေ့ကျင့်ရမယ်ဆိုတော့ပြင်းစရာကြီးဗျာတစ်ဖက်မှာကလည်းယွန်းဂျိုအားရဲ့လေ့ကျင့်ပေးမှုနဲ့အတူညီကိုမောင်နှမအဖွဲ့သားတွေအားလုံးကလိုက်လံလေ့ကျင့်နေခဲ့ပါတယ်ဓာရေးတော်တဲ့တောင်ထိပ်၅ခုရဲ့ဓမြတွေကဘူးတောင်ကိုင်းရဲ့အကြီးအကဲကိုတောင်နိုင်ခဲ့တာကွာအဲ့ကောလာဟာလာသာအမှန်ဆိုရင်ငါစွမ်းရည်အဆင့်နဲ့ဆိုသူတို့ကိုတိုက်ခိုက်ဖို့တော့ကခက်ခဲမှာပဲအဲ့ဒါကြောင့်ငါကအခုတည်းပိုးတန်မာနေမှရမယ်ကွာဘုံ၅ဘုံရဲ့အဖွဲ့သားတွေတစ်တော်စိမ့်အစည်းအဝေးကိုတွားတဲ့ခရီးမှာအဖြစ်ပြက်ပေါင်းများစွာဖြစ်ပျက်ခဲ့ပါတယ်အဲ့ဓာတွေရဲ့အဆုံးမှာတော့သူတို့ရဲ့နေရက်စခန်းဌာနချုပ်ကိုပြန်လေရောက်ရှိလို့လာခဲ့ပါပြီဟာခေါင်းဆောင်နဲ့ကြံတဲ့လူတွေပြန်လာကြပြီဟေးနောက်ဆုံးမှာတော့ဘုံ၅ဘုံရဲ့သူရဲကောင်း10ယောက်နဲ့ယွန်းဂျိုဝါတို့ဟာသူတို့ရဲ့ခန္ဓာကိုပြန်လေရောက်ရှိလို့လာခဲ့ပါတယ်ခေါင်းဆောင်ဒဏ်ရာရထားတယ်ဆိုအဆင်ပြေရဲ့လားငါဒဏ်ရာတေးသေးလေးကနေပြန်ကောင်းလာတာကြာပြီကွာငါအိုက်ကိုတွားပြီးလူတချို့ကိုတွားလူနိုင်နေပြီအခုပြန်လာကြပြီဆိုတော့အခုကစပြီးကျွန်တော်တို့ဓမြဘဝတွေအဆင်ပြေသွားခဲ့ပြီပေါ့ဒါပေမဲ့လေဒီခရီးစဉ်ကနေပြန်လာခဲ့တဲ့အုံယွန်ချိုရဲ့စိတ်ထဲမှာတော့ဓမြဘဝကိုအသားမကျသလိုစတင်ခံစားလာခဲ့ရပါတယ်ပြန်လာပြီး2လအကြာမှာတော့ရုတ်တရက်ကြီးအဆင့်ပြိုင်ပွဲလားငါတို့ကလောက်ရမှာလားထိခိုက်ရင်တာဝန်မယူဘူးနော်
ကိုသာပြောစမ်းပါကွာဘသူကနောက်တက်မလဲဆိုတာကိုအကြောင်းကိုသာတွေးနေစမ်းကွာချူဆန်းမင်းတစ်တော်စိမ့်အစီအဝေးသွားနေတော့မှငါတို့တွေကယွန်ယောင်းစီကနေလေ့ကျင့်ထားတာကွာဒီပွဲမှာငါမင်းကိုနိုင်တာနဲ့ငါကဘုံ9ဘုံရဲ့သူရဲကောင်း10ယောက်အစ်စ်မှာဝင်ပြီးငါနာမည်ကိုကဘာကသိအောင်လုပ်မှာရော့ကွာဟုဆိုလိုက်ရင်ချူဆန်းကိုတစုံတယောက်ကအပေါ်စီးကနေဓာတ်နဲ့ခုတ်လိုက်တယ်ငရဲဓာသွားရဲ့ပထမနီးချူဆန်းကတော့မချီပြုံးတစ်ချက်ပြုံးလိုက်ရင်သူ့ရဲ့ဓာတ်နဲ့အစောနံကခုတ်ချလိုက်တဲ့ဓာပေါ်ကိုထပ်ပိုင်းခုတ်ချလိုက်ပါတယ်ချူဆန်းရဲ့တံပြန်ဓာခုတ်ချက်ကြောင့်အစောနံကသူ့ကိုဓာနဲ့ပိုင်းတဲ့လူရဲ့ဓာကတော့ပဲ့အပ်သွားခဲ့ပြီးထပ်ပိုင်းတိတိကျိုးသွားခဲ့ပါတယ်ဟမ်မဖြစ်နိုင်ဘူးငါရဲ့ငရဲဓာသွားဒါကဘလောက်စေးကြီးလဲဆိုတာမင်းသိရလားကွာသွားသိလိုက်စမ်းထပ်ပြီးသားလေ့ကျင့်နေလိုက်တော့ချူဆန်းရဲ့တိုးတက်လာတဲ့တိုင်းပညာကိုကြည်ရင်ဟန်းချေယွန်းနဲ့ကြံတဲ့ညီကိုတွေကကျေနပ်ဝမ်းသာအားရနေကြပါတယ်ဟမ်ဘာဖြစ်တာလဲသူ့စွမ်းရည်ကငါတို့ဒီထဲမဝင်ခင်ကနဲ့သိမ့်မကွာပါဘူးသူတစ်တော်စိမ့်အစည်းအဝေးကိုတွားပြီးသူပေးခဲ့တဲ့ခံစားမှုကတိတ်မတူဘူးလို့ထင်ခဲ့တာဒါပေမဲ့လီချူဆန်ကတော်တော်တန်မာလာခဲ့တာပဲပြီးတော့သူကပြန်ရောက်ကြတဲ့ကနေ့တိုင်းလေ့ကျင့်နေတာသူကယွန်ယောင်းထက်တောင်တန်မာလောက်တယ်နဲ့တူတယ်ချီရွယ်ဟေးငါတယောက်တည်းပဲကြံခဲ့တာပဲကွာဒါကလုံးဝမမှန်ဘူးဆရာဆူလိုက်တာကွာဘာရီဒီလောက်ဆူညမ်းနေတာလဲကွာဆရာမမြင်ဘူးလားဆရာတစ်တော်စိမ့်အစည်းအဝေးကနေပြန်လာပြီးတော့ဘသူမှလူရက်ဖို့မသွားကြဘူးခေါင်းဆောင်ရောသူ့ရဲကောင်း10ယောက်ရောသူတို့တွေအားလုံးကနေတိုင်းပဲလေ့ကျင့်နေကြတာခံတက်ကတေချာအလုံးမလုပ်တော့ဘူးဗျဒါကြောင့်မင်းကဓာရီအားလုံးလုံနေတာမလားဒီတော့ပြဿနာကဘာလဲလူရန်ကလာတဲ့ဝါယွန်ဆန်အင်ကလူတွေကကျွန်တော်တို့ကိုလုံးဝနိုင်သွားတာကိုမကြားလိုက်ဘူးလားဆရာနဲ့သူ့ရဲကောင်း10ယောက်တို့ဒီမှာမရှိတော့လေငါကြားမိပဲမဲ့ဟုတ်ပါပြီအဲ့ဒါကိုခေါင်းဆောင်ကိုပြောပြီးသူ့ကိုလက်စားချေဖို့မေးလိုက်လေပြောခဲ့တာပေါ့ခေါင်းဆောင်ကျွန်တော်တို့အဲဒီဝါယွန်ဆန်အင်ကကောင်တွေကိုလူရန်ကိုပြန်လာတာကိုပြန်စောင့်နေတယ်မလားပြီးရင်ဘုံ9ဘုံရဲ့ခံတက်ကဘလောက်ကြောက်ဖို့ကောင်းလဲဆိုတာသူတို့ကိုပြရမယ်လေကျွန်တော်တို့တွေဖြတ်တန်းကားကိုနှစ်ဆပြန်ယူရမယ်ဒီဘဝင်လေဟတ်နေတဲ့ကောင်တွေကိုတာရကပြရမယ်ခေါင်းဆောင်ရထားပါကွာလွတ်ပေးထားလိုက်ခမညာသူတို့လိုကောင်လေးတွေကိုလွတ်ပေးထားလိုက်ငါတို့ကအဲ့ဒါကိုပြဿနာရှားနေရမှာမျိုးမဟုတ်ဘူးလေကွာဟုတ်တယ်ခေါင်းဆောင်ပြောသလိုပဲဒါကိုကြီးအောင်လုပ်မနေပဲလွတ်ပေးထားလိုက်တော့ခေါင်းဆောင်ကျွန်တော်တို့အစောကဟာကိုပြန်ဆက်ရအောင်ကောင်းပြီအတွင်းအားကအဆင်ပြေပြေချောချောမွေ့မွေ့အသုံးပြုဖို့ဆိုတာကခေါင်းဆောင်ဖြစ်သူပုံယွန်ချိုနဲ့ဒူခေါင်းဆောင်ဖြစ်သူတက်ကိုယွန်းတို့ကဓမြတိုက်ဖို့ထက်တိုင်းပညာအကြောင်းဆွေးနွေးဖို့သာပို့ပြီးအာရုံရနေကြပါပြီသူကဒီခံတက်ရဲ့ခေါင်းဆောင်လေဒါကိုသူ့တုံ့ပြန်မှုကဘာလဲဘုံ9ဘုံခံတက်ထဲမှာကျွေးရမယ်ပါဇက်တွေမှာအများကြီးဒီဘုံတိုင်းဆိုအားလုံးငတ်ပြတ်ပြီးသေးကုန်ကြမှာဗျဒီလိုပြောတာကအဆင့်ပြိုင်ပွဲလုပ်ရင်ရောဆရာဘသူနဲ့လဲဟုတ်ယွန်းဆိုတဲ့ကလေးနဲ့လားဒါကအစပဲဖြစ်မယ်အဲဒီယွန်းဆိုတဲ့ကလေးနဲ့ကိုယ်တိုင်မတိုက်ချင်ရင်ငါလူမရှင်းမြန်ကန်းကတော့ယွန်းဂျူအကြောင်းကြားလိုက်တာနဲ့တင်လန့်နေပါပြီဒါကိုမတိသေးတဲ့ငနဲ့ကယွန်းဂျူနဲ့ရှင်တိုက်ပြီးအဆင့်ပြိုင်ပွဲလုပ်ဖို့ပါပြောနေခဲ့ပါတယ်ဒါကိုဆရာကသတိထားတဲ့ဘက်မှာအမားလုပ်ချင်ခဲ့တာလို့ယူဆလို့ရတယ်ဒါကြောင့်သူ့ကိုဒီတစ်ခေါက်တကယ်တိုက်ချင်ရင်ဝူတော်ခိုင်းရဲ့အကြီးကဲသူကပညာရှိစေချန်ကြီးကိုနိုင်အောင်နဲ့မကဘူးသူကမကောင်းဆိုးဝါးဘရင်စောမှုဟင်းနဲ့လေတာရုံညီမြတိုက်ခိုက်ခဲ့တဲ့မကောင်းဆိုးဝါးလေးပဲစောမှုဟေးဆိုတာကကောင်းငင်ပုံဖြက်စီးရေးနတ်ဆိုးဘရင်ပြီးတော့ကဘာအကောင်ဆုံးကိုခံပညာရှင်10ယောက်ထဲက1ယောက်ပဲဟုတ်တယ်ဆရာကျွန်တော်တို့အတီးစီစဉ်လိုက်ရင်ရောငါလုံးဝနွားရဲ့ငါတို့အတူအကုန်သေးကုန်ပါပေါ့ဟာမင်းယူနေတာလားဆိုရင်ရှင်းမြန်ကန်းကတော့ကြောင်ကြောင်တွေလာပြောနေတဲ့ငနေသားကို
ခြေထောက်နဲ့လွင့်ထွက်သွားအောင်ကန်ထဲလိုက်ပါတယ်မင်းကငါတို့အားလုံးကိုသေအောင်လုပ်နေတာလားကွာဟမ်မင်းဒီလိုမဟုတ်တာပြောဖို့အချိန်ရှိနေရင်သွားပြီးတော့ဓမြတိုက်နေစမ်းနေပါဦးဆရာကဘာလို့ခေါင်းဆောင်နဲ့ယွန်းကြွာတို့ဘက်ကပါနေရတာလဲဆရာကခံတက်ကြီးဘလို့ဖြစ်မလဲဆိုတာဂယုမဆိုင်ဘူးမဟုတ်ဘူးလားအယူကောင်ငါအားလုံးကိုမုန်းတယ်စောက်တောင်စားယွန်းကြွာဘလောက်တန်ပါလဲဆိုတာမြင်မှမမြင်ဘူးပဲကိုအဲ့ဒါကြောင့်သူကယွန်းကြွာနဲ့အဆင့်ပြိုင်ခိုင်းရတာပေါ့ဒါအပြင်ဘုံ၅ဘုံရဲ့သူရဲကောင်း10ယောက်ကိုသူ့လိုမကောင်းဆိုးဝါးကကိုခံပညာသင်ပေးထားတာကလည်းအရန်ကိုတိုးတက်လာပြီအခြားသူတွေထင်ထားတာထက်ပိုပြီးအတော်ကိုတိုးတက်လာခဲ့တာတကယ်တော့မျက်စိတမိတ်အတွင်းမှာပဲယွန်းကြွာရဲ့တင်ကြားပြသပေးမှုနဲ့အတူဘုံ၅ဘုံရဲ့သူရဲကောင်း10ယောက်လုံးကအတော်ကိုတိုးတက်လာခဲ့ပါပြီခံတက်ကိုပြန်လာပြီးနောက်ပိုင်းမှာတော့သူတို့အားလုံးဟာတင်ယူဖို့ကိုသာစိတ်ပိုင်းဖြတ်ထားခဲ့ကြပြီးအစမတန်တိုးတက်လာခဲ့ကြပါတယ်အချိန်တိုလေးအတွင်းမှာပေါ့အားလုံးကကိုခံပညာမှာတိုးတက်လာကြတဲ့အပြင်အမှန်တိုင်းပြောရရင်ငါအခုခေါင်းဆောင်ပုံယွန်ချိုနဲ့တိုက်ခိုက်ရင်တော့နိုင်မှာမဟုတ်တော့ဘူးဟဲခက်ခဲလာတဲ့ဘဝကြီးပဲဟေးခေါင်းဆောင်ကဝါယွန်ဆန်အင်ကကောင်တွေကိုလွတ်ပေးလိုက်တယ်ဆိုကျွန်တော်တော့ဒီလိုလုပ်တဲ့နဲ့လို့မထင်ဘူးဗျသူတို့တွေလူရန်ကိုပြန်တဲ့လမ်းမှာသူတို့ကိုကောင်းကောင်းသင်ခန်းစာပေးလိုက်ကြရအောင်ဟဲကြံတဲ့သူတွေရောသူတို့လိုသဘောတူလားကွာကြံတဲ့သူတွေကလည်းဓမြတိုက်ဖို့ကိုစိတ်ဝင်စားတဲ့ပုံမပေါ်ကြတော့ပါဘူးအားလုံးဘာတွေလုပ်နေကြတာလဲဒီလိုအဆက်ခွဲခံရပြီးတာတောင်ဒီတိုင်းလွတ်ပေးလိုက်ချင်တာလားအားလုံးပဲဒီလိုပြောတင်လာတော့မသိပါနဲ့တကယ်တော့ကျမထပ်ပြီးဓမြမတိုက်ချင်တော့ဘူးဆိုပြီးဟာဆိုဘေးကပြောလိုက်တယ်ဘာတွေပြောနေတာလဲဓမြကဓမြမတိုက်ချင်ဘူးလေလားဆိုဘေးပြောသလိုပဲကျမနဲ့ချူးဆန်ရောပဲဆက်ပြီးတော့ဓမြမတိုက်ချင်တော့ဘူးမင်းတို့တွေဒီလိုရက်ဆက်တဲ့လောကကြီးမှာဘလို့ရှင်သန်ကြမှာလဲမင်းတို့တွေခံတက်ကထွက်သွားရင်မင်းတို့ပဲခံစားရမှာနော်မတက်နိုင်ဘူးလေသူတို့၃ယောက်ကမှဓမြဘဝနဲ့မလိုချင်ဘူးဆိုတော့အခုတော့ရှင်းသွားပြီပေါ့သူတို့ကဘာသိလို့လဲဒူကောင်းဆောင်ရငါတို့ကသူများစီကပစ္စည်းတွေကိုလူယူတာထက်သူများတွေကိုကူညီပေးတာကပိုကြိုက်တယ်ဆိုတာသိသွားခဲ့ပြီထင်တယ်ငါတို့ကအော်တိုတော့ဂိုင်းအဖြစ်လုံနေရရင်တောင်တစ်တော်စိန်အစီအဝေးသွားတဲ့လမ်းမှာလူတော်တော်များများကိုကူညီပြီးတော့ငါအတွေးတွေကအယမ်းများလာခဲ့တယ်ဒီခံတက်ကိုဝင်ခဲ့တဲ့အတိတ်ကငါကကိုကာကွယ်ဖို့အာရန်နေနေကြလို့ပဲဒါပေမဲ့အခုတော့ငါလုံနိုင်စွမ်းရှိခဲ့ပြီဓမြဆက်လုပ်ဖို့ကမှန်ရလားဆိုတာငါမသိတော့ဘူးဒါကအံ့ဩစရာတော့မရှိပါဘူးသူတို့ကသူတို့ကိုသူတို့နားလည်လာပြီဆိုတော့သူတို့ကအရင်ကသူတို့ဘဝစီကိုပြန်သွားခြင်းမှာမဟုတ်တော့ဘူးဆိုလိုတာကဒါဆိုရင်နံပါတ်3နဲ့4မင်းတို့တွေကဓမြလုပ်ချင်သေးတယ်လားဟုတ်ကျွန်တော်တို့ကဒီထဲမဝခင်ကလေးကဒါမျိုးတွေပဲလှုပ်လာခဲ့တာဆိုတော့ဓမြတိုက်တာကမကောင်းဘူးလို့တော့မထင်ဘူးရဲ့ဒါကကျွန်တော်တို့အတွက်အကြိုက်ဆုံးအလုံးလို့ထင်တာပဲဒါပေမဲ့ခေါင်းဆောင်တို့ရဲ့ဆုံးဖြတ်ချက်ကဘာပဲဖြစ်ဖြစ်ခေါင်းဆောင်ရဲ့အမိန့်အတိုင်းပဲကျွန်တော်တို့လိုက်နာမှာပါကောင်းပြီဒီနေ့ကစပြီးနံပါတ်3နဲ့4ကငါတို့ခံတက်ကိုလက်လွဲယူလိုက်မယ်ကွာဗျာခေါင်းဆောင်ခေါင်းဆောင်ဆုံးဖြတ်ချက်ချမှာကိုငါကြိုသိနေခဲ့တယ်ဒီနေ့မှာငါကဘုံ၅ဘုံခံတက်စခန်းရဲ့ခေါင်းဆောင်အဖြစ်ကနေယာရုဖယ်ပေးမယ်ဟုဆိုလိုက်ရင်ပုံယွန်ချိုကတော့သူ့ရဲ့စိတ်ဆန္ဒကိုဖော်ထုတ်ပြောဆိုလိုက်ပါတယ်